Dhammapriyaya Foundation Research and Innovation Development Program, Research Initiative and Network Program, Social Responsibility Project, Dhammarasa Project, 2025, Nutrition Care for Emergency Relief and Humanitarian Assistance. Dhammapriyaya Foundation သုတေသနတည်တွင်စံသတ်မှုဖွံ့ဖြိုးရေးသုတေသနဥဆောင်မှုနဲ့ကွန်ရက်အစီအစဉ်လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနဲ့ဓမ္မရတစီမံကိန်း2025အာဟာရစောင့်ရှောက်မှုလုပ်ငန်းအရေးပေါ်ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလုပ်ငန်းအနေအထားတဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာသောလူနဲ့လူပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများအကြားအရေးပေါ်ကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလုပ်ငန်းများအဖြစ်အာဟာရပြည့်ဝရေးစောင့်ရှောက်မှုလုပ်ငန်းကြီးကိုအကောင့်ထဲပေါ်ဆောင်ရွက်မည်ဖြစ်ပါသည်ဒီလုပ်ငန်းစီမံကိန်းသည်သုတေသနစံသစ်တီထွင်မှုဖွံ့ဖြိုးရေးအစီအစဉ်နှင့်သုတေသနဥဆောင်မှုနဲ့ကွန်ရက်အစီအစဉ်များဆိုင်ရာလူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့်ဓမ္မရတစီမံကိန်းလုပ်ငန်းကြီးများ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်Dhammapriyaya Foundation သုတေသနတီထွင်စံသတ်မှုဖွံ့ဖြိုးရေးသုတေသနဥဆောင်မှုနဲ့ကွန်ရက်အစီအစဉ်လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနဲ့ဓမ္မရတစီမံကိန်း2025အာဟာရစောင့်ရှောက်မှုလုပ်ငန်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုအကူအညီလုပ်ငန်းဆောင်ရွက်မှုထိုလုပ်ငန်းတွင်တဘာဝဘေးအန္တရာယ်ကြာရောက်လာသည့်အခါအစာရေစာငတ်မွတ်ခေါင်းပါးမှုနှင့်အာဟာရမပြည့်ဝမှုလျော့ပါးရေးလုပ်ငန်းများအစာအာဟာရချို့တဲ့မှုမဖြစ်ပေါ်စေရန်ကြိုတင်ပြင်ဆင်ခြင်းနှင့်ကာကွယ်ခြင်းလုပ်ငန်းများအာဟာရချို့တဲ့မှုများကိုကူညီပံ့ပိုးထောက်ပံ့ရေးနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကိုချိန်နဲ့တပြေးညီကူညီဆောင်ရွက်မည်ဖြစ်ပါသည်Dhammapriyaya Foundation သုတေသနတည်တွင်စံသတ်မှုဖွံ့ဖြိုးရေးသုတေသနဥဆောင်မှုနဲ့ကွန်ရက်အစီအစဉ်လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့်ဓမ္မရတစီမံကိန်း2025အာဟာရစောင့်ရှောက်မှုလုပ်ငန်းရေးပေါ်ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုအကူအညီညွှန်မှန်းချက်ရေရှည်ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာသောလောကဝန်းကျင်ဖြစ်ထွန်းပေါ်ပေါက်စေရန်လူနာပညာဦးစီးသောလူသားချင်းစာနာထောက်ထားမှုနှင့်လူမှုရေးတာဝန်ဝတ္တရားများဆိုင်ရာလုပ်ငန်းကြီးများအဖြစ်ငတ်မွတ်ခေါင်းပါးမှုပြပျောက်ရေးနှင့်တကွအာဟာရပြည့်ဝစွာသုံးဆောင်နိုင်ရေးလုပ်ငန်းကြီးကိုခွဲခြားကန့်သတ်မှုမရှိခြေပြန့်စွာအကောင့်ထဲပေါ်နိုင်ဖြစ်ပါသည်Dhammapriyaya Foundation သုတေသနတည်တွင်စံသတ်မှုဖွံ့ဖြိုးရေးသုတေသနဥဆောင်မှုနဲ့ကွန်ရက်အစီအစဉ်လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနဲ့ဓမ္မရတစီမံကိန်း2025အာဟာရစောင့်ရှောက်မှုလုပ်ငန်းရေးပေါ်ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုအကူအညီဖိတ်ခေါ်ကြိုဆိုချက်လူနာပညာဦးစီးသောလူသားချင်းစာနာထောက်ထားမှုနှင့်လူမှုရေးရာတာဝန်ဝတ္တရားများဆိုင်ရာလုပ်ငန်းကြီးများကိုပံ့ပိုးကူညီလိုသူများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်လိုသူများကိုလည်းလေးထွေးစွာဖိတ်ခေါ်ကြိုဆိုပါသည်Dhammapriyaya Foundation ဓမ္မဒါနအစီအစဉ်လောကအကျိုးပြုပညာရေးသုတေသနလူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်းများကိုအကောင့်ထဲပေါ်ဆောင်နေသောDhammapriyaya Foundation ပြည့်မြောက်အောင်မြင်ရေးအတွက်ပံ့ပိုးကူညီလိုသူများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်လိုသူများကိုလည်းလေးထွေးစွာဖိတ်ခေါ်ကြိုဆိုပါသည်